မြတ်စွာဘုရားတရားနာရလို့ဘုန်းကြီးတို့တွေဟာဒါကကုသိုလ်ဒါကအကုသိုလ်ဒီအလုပ်ဟာလုပ်တဲ့နဲ့ဒီအလုပ်ကမလုပ်တဲ့ဘူးဒါကအပြစ်ရှိတယ်ဒါကအပြစ်မရှိဘူးဆိုတာသိခွင့်ရတာလေအဲ့ဒါလို့မှမဟုတ်ဘူးဆိုလို့ရှိရင်တမန်နေထားဖြင့်ကုသိုလ်အကုသိုလ်သိဖို့ဆိုတာခက်ခဲတယ်အပြစ်ရှိတယ်ပြစ်ကင်းတယ်ဆိုတာသိဖို့ခက်ခဲတယ်လှုပ်တဲ့နာနဲ့မလှုပ်တဲ့နာခွဲခြားသိဖို့အတ္တမခက်ခဲတယ်စဉ်းစားကြည့်လိုက်ပေါ့ဘုရားတရားဝေးနေတဲ့ပုဂ္ဂိုလ်တွေဟာဘယ်လိုယုံကြည်ချက်တွေနဲ့ဘာတွေလုပ်နေကြတယ်ဆိုတာစဉ်းစားကြည့်မြန်မာနိုင်ငံတစ်ချိန်လုံးကဗုဒ္ဓဘာသာမရောက်ခင်လူတွေဘာတွေလုပ်ကြနတ်ကိုးကွယ်တယ်နတ်ကိုးကွယ်တဲ့အခါနတ်အကြိုက်ဝက်တွေတတ်တယ်ကြက်တွေတတ်တယ်ဝက်ကောင်လုံးရောကြက်ကောင်လုံးရောဘီယာအရက်ဆက်ပြီးတော့ဒီလိုလုပ်ကြမှာပဲလေအဲ့တော့လှုပ်တဲ့နာနဲ့မလှုပ်တဲ့နာခွဲခြားမသိခဲ့ကြဘူးမြတ်စွာဘုရားတရားနာရတဲ့အခါကျမှဘုန်းကြီးတို့တွေဟာဒါကအပြစ်ရှိတယ်ဒါကအပြစ်မရှိဘူးဒါကလှုပ်တဲ့နဲ့ဒါကမလှုပ်တဲ့ဘူးဆိုတာတွေခွဲခြားသိတယ်ဒါခြေဆုပဲမြတ်စွာဘုရားရဲ့ခြေဆုတရားတွေကအမြဲတမ်းကြီးမားတယ်ဒါရင်လားဆိုဘယ်ကမလဲမြတ်စွာဘုရားတရားနာရလို့သောကငြိမ်းချောင်းသောကပရိဒေဝတွေကိုကျော်လွှားနိုင်ကြတယ်တတ်တာမှုပြုကြတယ်ကိုယ်ဆင်းရဲမှုစိတ်ဆင်းရဲမှုတွေကိုဖယ်ရှားနိုင်ကြနိုင်ငံခြားတိုင်းတစ်ပါးသားတွေရဲ့အမြင်မှာဆိုလို့ရှိရင်မြန်မာလူမျိုးတွေကိုကြည့်လိုက်တဲ့အခါသူတို့ကြားရတဲ့သတင်းမြန်မာနိုင်ငံရဲ့ဆင်းရဲမွဲတေနေမှုအပေါ်လူတွေဟာနိုင်ငံခြားလူတွေကဗမာလူမျိုးတွေဟာခေါင်းတော်မထောင်နိုင်လောက်ဘူးလို့ဒီလိုအောင်မေ့စိတ်ဆင်းရဲနေကြမှာပဲမပြည့်မစုံတဲ့ဘဝကြီးမှာလို့ဒီလိုထင်ခဲ့ကြဗမာပြည်ရောက်လာတဲ့အခါဗမာလူမျိုးတွေကပြုံးလို့ပျော်လို့မျက်နှာတွေကလည်းကြီးလို့ဆိုတော့သူတို့မျက်စိလဲကြတယ်ဒါအမှန်တိုင်းပဲပေါ့မြန်မာနိုင်ငံကြည့်လိုက်ရင်ဘယ်နေရာကြည့်လိုက်တောင်ပေါ်လှမ်းကြည့်အောင်မလားမြေပြန့်ကိုကြည့်အောင်မလားဘယ်နေရာပဲဖြစ်ဖြစ်ရွှေရောင်ဝင်းနေတဲ့စေတီပထိုးတွေမြင်နေကြဒါမှမဟုတ်နိုင်ငံသားတွေကပြောတယ်ဗမာပြည်ကသလင်းတော့ပကိုးသားတဲ့ဖျားပေါ်တဲ့တိုင်းပြည်ကြီးပဲလို့ဘယ်တိုင်းပြည်မှဒီလောက်စေတီပထိုးပေါ်တာမရှိဘူးဖျားပထိုးတင်ပေါ်တာမဟုတ်ဘူးဖျားကြောင်းကန်နေလဲမြန်မာပြည်ကအလွန်များတယ်တရားဓမ္မတွေလည်းအလွန်ထွန်းကားတယ်ဒါကြောင့်မို့သလင်းတော့ပကိုးသားတယ်မကဘူးသလင်းတော့ဓမ္မတရားဓမ္မတွေထွန်းကားတဲ့နေရာမှာလည်းပဲမြန်မာပြည်ကအထွန်းကားဆုံးပဲဒီကနေ့ခေတ်နိုင်ငံသားကကမ္မထတရားအားထုတ်နေကြတဲ့ပုဂ္ဂိုလ်တိုင်းဟာတနည်းမဟုတ်တနည်းမြန်မာပြည်ကမြန်မာလူမျိုးတွေထုတ်ဖော်တင်ပြထားတဲ့ကမ္မထနည်းစနစ်ကိုလိုက်နာကျင့်သုံးနေကြခြင်းသာဖြစ်တယ်မြန်မာလူမျိုးတွေကကမ္မထအထုတ်နည်းကိုဘယ်ကရတယ်လဲဆိုမိမိတို့ပိုင်ဆိုင်ထားတဲ့ပိဋကတ်သုံးပုံကရအထက်ဆရာတော်ကြီးတွေကကမ္မထအထုတ်နည်းတွေဟောပြောခဲ့ကြတယ်လေဒီဆရာတော်ကြီးတို့တိလုံးဆရာတော်ကြီးတို့ဝိတုဒ္ဓယုံဆရာတော်ကြီးတို့မိုးကုတ်ဆရာတော်ကြီးတို့မဟာစီဆရာတော်ကြီးတို့ဆိုဟောကမ္မထနဲ့ပတ်သက်ပြီးတော့ပြည့်စုံဟောပြောခဲ့ကြအဲ့ဒီဆရာတော်ကြီးတွေရဲ့နိနာနေတရားကိုယူပြီးတော့ဒီကနေ့ခေတ်ကမ္ဘာမှာရှိတဲ့ကမ္မထဌာနတွေဟာဒီအပ်သွားတဲ့ဤစနစ်တွေကြီးပဲအကုန်အဲ့ဒါကြောင့်မို့ဖျားပထိုးတာပေါ်တာမဟုတ်ဘူးတရားဓမ္မနဲ့ထွန်းကားတဲ့နိုင်ငံဖြစ်တယ်ပေါ့အဲ့ဒါဟာဘုသူရဲ့ခြေဆုတွေလဲလို့ဆိုရင်ခြေဆုတရားကိုလိုက်ရှာလိုက်မယ်ဆိုရင်မြတ်စွာဘုရားရဲ့ခြေဆုတွေပဲ
နောက်ဆုံးကျေးဇူးတင်ရမယ့်ပုဂ္ဂိုလ်ရှာရင်ဖရာပဲတွေ့မှာပဲအေးကောသလမင်းကြီးကကတိညုတံဗန္တိကတဝေဒိတံပဋိစ္စတပည့်တော်မြတ်စွာဘုရားပုံကျေးဇူးတရားတွေကိုသိပြီးတော့ယခုလိုတလေးတစားနှိမ့်ချရိုသေစွာရှိခိုးဥချခြင်းဖြစ်ပါတယ်လို့ဒီလိုလျှောက်တော့မြတ်စွာဘုရားကဘယ်လိုကျေးဇူးတရားတွေသိတာလဲလို့ဆိုတဲ့အခါမှာသူလျှောက်ပုံလေးတွေကအမတမမှတ်သားစရာကောင်းတယ်။တာမန်ဣတိပိသောဘဂဝါထဲမှာပါတဲ့မြတ်စွာဘုရားရဲ့ဂုဏ်တော်တွေတင်တာမဟုတ်ဘူး။လောကမှာဒီမြတ်စွာဘုရားနဲ့ပတ်သက်ပြီးတော့ကျေးဇူးတရားတွေကိုသိတတ်မြင်တတ်ဖို့အဲ့ဒီမှာသူလျှောက်ပုံလေးကဘဂဝါဗန္တိဘဟုဇနဟိတာယဘဟုဇနဒုက္ခယပฏิပန္နောအရှင်ဘုရားဟာလောကသားတွေရဲ့အကျိုးစီးပွားလောကသားတွေရဲ့ကြီးပွားချမ်းသာမှုအတွက်အရှင်ဘုရားဆောင်ရွက်လုပ်ကိုင်နေတာဖြစ်ပါတယ်ကဲဒီတစ်ခုနဲ့တည်းပဲခြေနှက်ဆရာကြီးပဲနော်အရဟံသမ္မာသမ္ဗုဒ္ဓောစတဲ့ခုံတွေကမြတ်စွာဘုရားရဲ့ပင်ကိုယ်ရည်ချင်းတွေလို့ပြောကောသလမင်းကြီးကစတင်ပြီးတော့ရှောက်လိုက်တဲ့ခုံကြတော့သူကပါတော့မြတ်စွာဘုရားဟာလောကသားတွေရဲ့အကျိုးအများသတ္တဝါတွေရဲ့အကျိုးကိုဆောင်ရွက်ခဲ့တယ်ဆောင်ရွက်နေတယ်သတ္တဝါအများစုကိုကောင်းတဲ့အခြေအနေတစ်ခုပေါ်မှာအရှင်ဘုရားတင်ပေးထားတယ်အကုသိုလ်လမ်းကြောင်းကိုရှောင်ရှားစေပြီးကုသိုလ်လမ်းကြောင်းပေါ်မှာအရှင်ဘုရားကတင်ပေးနေတာဒါကောသလမင်းကြီးကဘလောက်ကျေးဇူးလောကကြီးကိုသူမြင်တဲ့အဓိပ္ပာယ်ပဲမြတ်စွာဘုရားသာသနာရှိသည့်အတွက်ကြောင့်လူတွေဟာကောင်းတဲ့အလုပ်တွေကိုလုပ်နေကြသေးတာအလုံးမဟုတ်ဆိုလို့ရှိရင်အလုံးဟာလူဆိုးတွေဖြစ်နေကြမှာပဲเนาะဒုစရိုက်တွေပြောနေတဲ့လူဆိုးတွေပဲဖြစ်နေမှာပဲမြတ်စွာဘုရားကကောင်းတဲ့လမ်းကြောင်းပေါ်ကိုမှတ်တင်ပေးထားတာတို့တွေကိုချင်းသီလနဲ့ပြည့်စုံအောင်မြတ်စွာဘုရားကလမ်းညွှန်မှုပေးထားတဲ့မြတ်စွာဘုရားတင်ပေးထားတဲ့လမ်းကြောင်းပေါ်တို့တွေရှောက်နေကြရတယ်လို့ဒီလိုတွေးလိုက်လို့ရှင်အလွန်တရာပဲကျေးဇူးတင်စရာကောင်းတယ်